TikTok ကနေပတ်စံစားခြင်းနဲ့ညီကိုတွေ movie recap လုပ်ပြီးတော့ creator viewer program ကနေပတ်စံစားခြင်းနဲ့ညီကိုတွေအတွက်ဒီနေ့မှာကျွန်တော် TikTok ကဘယ်လိုမျိုးပတ်စံပေးလဲဆိုတာကိုကျွန်တော်အစားအစာကိုကျွန်တော်လက်တွေ့ပြသွားမယ်ဒါကျွန်တော်ဒီရက်ပိုင်း movie recap မှာကျွန်တော်ကဒါ creator viewer program ပေါ့နော်မှန်တိုင်းဆင်း try နေတဲ့အခါမှာကျွန်တော်ရဲ့အတွေ့အကြုံလေးကိုပြန်ပြီးတော့ sharing လုပ်ပေးမယ်အရင်တော့ကျွန်တော်လုပ်ခဲ့တဲ့ဟာတွေကဒါတက်ကူကတိတ်မကျွမ်းကျင်တာနဲ့ဆိုတော့ဗျာအရင်ခက်ခဲတယ်ဗျာဒါပေမဲ့ဒီရက်ပိုင်းလွယ်ကူလာတဲ့အခါမှာကျွန်တော်နေပြီးတော့ဒါပြန်ပြီးတော့ saving လုပ်ပြီးမှာပေါ့နော်ကိုအနေနဲ့လုံးနိုင်လားမလုံးနိုင်လားလုံးတင်မလုံးတင်ဆိုတာကိုလေဆိုတော့ကျွန်တော်အနေနဲ့လက်တွေ့ပြပါမယ်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်တော့ဒါကတော့ကျွန်တော်အခုလက်ရှိ run နေတဲ့အကောင့်နှစ်ကောက်ပေါ့နော်အကောင့်နှစ်ကောက်ရဲ့သူ့ရဲ့ဝင်ငွေတွေသူ့ရဲ့ရှိနေတွေကိုကျွန်တော်နေပြီးတော့ပြောပြမယ်အဲ့ဒါအပြင်ကမှကျွန်တော်ဒီဗီဒီယိုမျိုးလေးကိုဘယ်လိုမျိုးလုပ်ပြီးတော့တင်လဲဘယ်နေရာနဲ့ယူတင်လဲဘယ်လိုမျိုးလုပ်နေလဲဆိုတာဒီကိုမှဒါကျွန်တော်ရဲ့တွေးကြောအားလုံးကိုဒီမှာတစ်ခါပြောပြမယ်ကြာကျွန်တော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီမှာဆိုဒါအကောင့်နှစ်ကောက်ပေါ့နော်အကောင့်နှစ်ကောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်ကောက်ကြတော့အကောင့်တဲ့တစ်ကောက်ကြတော့အကောင့်အဟောင်းပေါ့နော်ဆိုတော့ဒီအကောင့်အဟောင်းချုပ်လို့ရှိရင်အခုက follower ကကျွန်တော်ဒါဗီဒီယိုတစ်ပုတ်ဝယ်ပေါက်သေးတယ်ဒီကောင်လည်းဗီဒီယိုတစ်ပုတ်ဝယ်ပေါက်တယ်ဒီကောင်လည်းဗီဒီယိုတစ်ပုတ်ဝယ်ပေါက်သေးတယ်ဒီကောင်ပေါက်တဲ့ဗီဒီယိုကကြတော့ကျွန်တော် view 4သိန်း5သိန်းလောက်ရှိပြီပေါ့နော်ဒီကောင်ကျ view 4 5သိန်း5သိန်းရှိတယ်ဒီဗီဒီယိုပေါက်တာကြတော့ဒီဗီဒီယိုက2 million ကျော်ပါပြီကြာဆိုတော့ဒီကောင်ကျတော့ RPM နှိပ်တယ်ဒီကောင်က RPM မြင့်တယ်ပေါ့နော်ဆိုတော့အဒီကောင်ကျွန်တော်ပြမယ်ကြာဆိုတော့ဒီမှာဆိုလို့စုစုပေါင်း2ပဲပေါက်တာကတော့2ရက်ပဲရှိသေးတယ်ဗီဒီယိုနဲ့ပေါက်လောက်ပါလေဆိုတော့ဒီအကောင့်တော့အရင်တော့ကျွန်တော်ပြစ်တာနဲ့အကောင့်မှာဒါဒီလမှာကျွန်တော် online ဆင်း try မယ်ဆိုပြီးတော့ပြန်ပြီးတော့ run တာပေါ့နော်ဆိုတော့ဒီအကောင့်မှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ$45ဗျာဆိုတော့ဗီဒီယိုတစ်ပုတ်တယ်နဲ့$45ရတယ်ဆိုတော့သူရဲ့ RPM မြင့်တယ်ပေါ့နော်ဒီမှာဆိုသူက standard viewer က$3ရတယ် additional viewer က40ကျော်ရတယ်ဗျာဆိုတော့ဒီကောင်ဆိုလို့ရှိရင်သူက standard viewer က$1ပဲရတယ် additional viewer က$16လောက်ရတော့ဗောနော်ဆိုတော့ကျွန်တော်ဒီ account တစ်ခုကတစ်ခုရဲ့အားသာချက်ကကြတော့ဒီကောင် follower အခုလက်ရှိဆိုလို့ရှိရင်ဟိုနေ့က6000ပဲဒါပေမဲ့ကျွန်တော်ဗီဒီယိုတစ်ပုတ်2 million ကျော်ပေါက်သွားတဲ့အခါမှာ follower က1သိန်းကျော်ပါဗျာ1သိန်းခွဲနားလောက်ရောက်နေပြီဒီကောင်ကျတော့ follower 3000ကျော်ပဲရှိသေးတယ်ဗျာဆိုတော့ဒီ account တစ်ခုပေါ့နော်ဆိုတော့ဒီကောင်ကျတော့ RPM မြင့်တယ် follower နည်းတယ်ဗီဒီယိုပေါက်ရင်ပေါက်တော့ပတ်စံအများကြီးရတယ်ဒီကောင်ကျတော့follower များတယ်ဗီဒီယိုတွေကပေါက်ဖို့ပို့ပြီးတော့လွယ်တယ်ဒါပေမဲ့ RPM နှိပ်တယ်ဒီကောင်းတစ်ခုကိုသိတာမှာပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် additional viewer ကတော့ဝင်ငွေရဲ့စုစုပေါင်း90%အထိကိုရတယ်ဆိုတော့ဒီ additional ဘယ်လိုမျိုးရတယ်ဆိုတာကျွန်တော်တစ်ခါပြပြမယ်ကြာနောက်ဗီဒီယိုကျွန်တော်တို့က TikTok ကနေပတ်စံစားမယ်ဆိုလို့ရှိရင်ကျွန်တော်သိတာမှာကဒီ RPM တွေပေါ့နော်ဒီ RPM တွေမြင့်တာတွေနှိပ်တာတွေဒီမှာဆိုလို့ရှိရင်ကျွန်တော်ကြည့်လို့ရမယ်ကြာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုတစ်ပုတ်က RPM က 0.36 ပဲရတာတွေ့လားဒါဒီကောင်2 million ရတဲ့ဗီဒီယိုเนาะဆိုတော့ဒီဘက်ချန်အကောင့်သေးကြတော့ကျွန်တော်တို့က RPM ကဒါ3.75တော့မှရတယ်ဆိုတော့သူ့ရဲ့ဒေါ်လာက$45တော့ဒီကောင် view 5သိန်းပဲရှိတယ်ဒီကောင်က255ဗျာအဲ့လောက်ထိကိုမှကွာတော့ဗောနော်ဆိုတော့သူ့ရဲ့ RPM ကတော့လေဆိုတော့ RPM ကကျွန်တော်တို့ဗာလေဘယ်လိုမျိုးတွက်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့က view တစ်ထောင်မှာရတဲ့ဝင်ငွေဗောနော် RPM ဆိုတာ view တစ်ထောင်မှာရတဲ့ဝင်ငွေကျွန်တော်တို့ဒီမြန်မာ view တွေကြတော့လေအများစုကဗာလေ qualify မဝင်ဘူးအဲအကြောင်းမို့ကျွန်တော်ပတ်စံရနေတာပါတယ်ဒါပေမဲ့ကျွန်တော်ဒီ VPN နဲ့ခံပြီးတော့ကြီးနေ view တွေရနေပြီးတော့မှကျွန်တော်တို့ဒီလောက်ထိ RPM ရတာဗောနော်အဲ့လိုမျိုးရှိတယ် RPM ကဘယ်ပေါ်မူတည်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ content ပေါ်မူတည်တယ်ကိုယ့် view ဟာတွေကြီးနေတဲ့နိုင်ငံတွေအဲ့ဒီပေါ်မူတည်ပြီးတော့မှသူက RPM အနိုင်မြင့်နေဖြစ်တော့ဗောနော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့လေတော့ဒီဗလဲ standard view ကြာဒီ RPM နဲ့ပဲရတာဒီ additional view ကြာဗျာ bonus အနေနဲ့ရတယ်ဒီ bonus ရရှိနေဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ what time ညာဖို့လိုတယ်ကိုယ့်ရဲ့ video ကဆွဲဆောင်မှုကြည့်ဖို့လိုတယ်video retention ကောင်းဖို့လိုတယ်ဆိုတော့ကျွန်တော်ဒီ video မျိုးတွေကဘာကြောင့်လောက်ဒီပတ်စံရလဲဆိုလို့ရှိရင်သူတို့ကအဆက်တွေအများကြီးညာဗျာကျွန်တော်ဒီမှာလက်တွေ့ပြမယ်ဒီမှာဆိုလို့ရှိရင်ဒါကြတော့ကျွန်တော်ဒီမှာဆို2.5 million ဗျာဆိုတော့2.7 million ဗျာ2.7 million မှာသူက$19ရတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကြည့်ဗျာ like က2သိန်းနဲ့6000ကျော်ရတယ် comment ရေးမယ်စုစုပေါင်း3000ကျော်ရတယ်ဗျာဆိုတော့ဒီ comment 3000ကျော်ရတာဖြစ်တဲ့အတွက်ဒီကောင်ကဒါလူတွေလည်း comment ရေးရတယ်ကြိုက်တယ်အဲ့ဒီပုံမူတည်ပြီးတော့မှကျွန်တော် additional view ရရတော့ဗောနော်အဲ့ဒီပတ်စံကောက်တစ်ခါကျွန်တော်ပြပေးအောင်မယ်ဒီကောင်ဆိုလို့ရှိရင်ကျွန်တော်$45ရတယ်$45ဒီကောင်ကြတော့ဗျာကျွန်တော်နောက်ခုပြဿနာတစ်ခုကဗျာကျွန်တော်တို့သူကဒီပတ်စံပို့မှာဆိုရင်ကျွန်တော်တို့မတွေ့ရအောင်ဗျာအဲ့ဒီဘာလဲပတ်စံရနဲ့ပို့ရဒါပေမဲ့သူကကြတော့ဘာလဲပတ်စံတော့သူပေးတယ်ဒီကောင်ဆိုလို့ရှိရင်တော့သူက RPM တော့မြင့်နေဗျာဒီကောင်ဆိုလို့ရှိရင်ဒါ1ကျော်စီတယ်ဒီအခုပေါက်နေဗီဒီယိုကြတော့သူက4ကျော်စီတော့ဗောနော်နောက်ပြီးတော့ကျွန်တော်ဒီမှာအဓိကတော့ဗျာကျွန်တော်တို့ကဒီဗီဒီယိုမျိုးတွေဘယ်လိုမျိုးလောက်တင်လဲဆိုတာကျွန်တော်ဒီကပြအောင်ဗောနော်ဒါကြကိုနေတဲ့သဘောတရားနေပါသိတာဗောနော် view များတိုင်းလည်းပတ်စံအများကြီးမရဘူး view နေတိုင်းလည်းပတ်စံနည်းနည်းတည်းရတာမဟုတ်ဘူးကျွန်တော်ဒီမှာဆိုရင်ကြည့်ဗျာအပုတ်တိုင်းကရတာမဟုတ်ဘူးတပုတ်ပေါက်လို့ရှိရင်အဲ့လိုအလုံးရင်းနဲ့ရတာဆိုတာကိုကိုယ်အနေနဲ့သိတာသိချင်တာဗောနော်ဆိုတော့ဒီကောင်ဆိုလို့ရှိရင်ကျွန်တော်အကောင့်တွေမှာကျွန်တော်ပြပေးမယ်ဗျာအကောင့်တွေအဲ့လောက်ထိကိုစမရပါဘူးနည်းနည်းပါပဲဒီ content တွေအဲ့မှာဆိုကျွန်တော်ပို့ပါကြည့်မယ်ဆိုလို့ရှိရင်ဒါ view တွေမှာတင်ရင်ကြည့်ဗျာတောင်းခဏဒီလောက်ပဲဗျာအားကြီးမညာဒီမှာဆိုရင်ကျွန်တော်ကြည့်လို့ရတယ်
ဒီကောင်ဆိုတာအကောင့်တဲ့ပဲဗျာဒီမှာဆို view ရဒီလောက်ပဲရှိတယ်အဒီကတပုတ်ပေါက်ဝင်တဲ့ခါမှာပတ်စံအလုံးရင်းဝင်နေဆိုတဲ့အကြောင်းလေးကျွန်တော်လည်းပြောပြချင်တာပေါ့နော်နောက်တစ်ခုအနေနဲ့ကျွန်တော်ဒီဗီဒီယိုမျိုးလေးကိုကျွန်တော်ဗာလဲဘယ်လိုမျိုးလုပ်ပြီးတော့တင်ရဆိုတာကိုကျွန်တော်ခါလေးပြရမယ်ဗျာဆိုတော့ဗီဒီယိုမျိုးလေးလုပ်ပြီးစနေတာတော့ပြမယ်နော်ကျွန်တော်ဒီမှာဒါကြတော့ကိုနေနေပါတိနာမလဲမလို့တော့ထင်ရဗျာသဘောတရားလေးပေါ့နော်ဆိုတော့ဒီဗီဒီယိုမျိုးကိုကြတော့ကျွန်တော်ကတရုတ် TikTok နဲ့ယူပြဗျာဒီကောင်ဆိုစင်ဒါတရုတ် TikTok ဒါကျွန်တော်အကောက်ဖွင့်တာတော့ပေါ့နော်မြန်မာလူတွေကြတော့လေအကောက်ဖွင့်ရတယ်နည်းခက်လာတော့မသိဘူးဗျာအကောက်မဖွင့်ရတယ်ယူလို့ရတယ်အဓိကသူ့ရဲ့ keyword တွေကိုကျွန်တော်ကဒီ Gemini မှာတောင်းလို့ရဗျာ keyword လေး copy ကိုစာမဲ့ keyword လေးတွေကိုပေါ့နော်ဆိုတော့ဒီမှာဆိုရင်တရုတ် TikTok မှာဆိုလို့ရှိရင်သူကဒါ weekend လောက်ပြီးသားတွေလည်းရှိတယ် weekend မလောက်တွေရတယ်စကားပြောတဲ့ဟာတွေလည်းရှိတယ် traffic နဲ့ဟာအဓိကတော့ကျွန်တော်တို့ကဗျာဝန်ထမ်းချင်းကပတ်စံစားမယ်ဆိုလို့ရှိရင်တော့ video တွေကိုတီချာပြီးတော့ဆောက်လို့ရတယ် TikTok video ကို TikTok မှာပြန်တင်လို့ရှိရင်တော့ဒါ TikTok qualify မိဖို့အတွက်ရခိုင်တော့ပို့များတယ်ကျွန်တော်ဒီတယောက် TikTok ဟာပြီးလက်တင်တဲ့ဟာမှာဆိုရင်တပုတ်တလေလည်းမိတယ်ဒါပြီးတော့တူနေတဲ့ဟာမျိုးလေးဆိုမိတယ်အဲကြောင့်ကျွန်တော်တို့ကဒီနောက်ဘက်ဆုပ်တင်ရတဲ့ဟာတွေကိုရွေးတင်ဖို့လိုတယ်ဗျာမှာဆိုရင်ကျွန်တော်ဒါလွန်ခဲ့တဲ့ဒါ14နိုင်လားမသိတော့ဒီကောင်ကြာရက်ဖြစ်မယ်တရုတ်စာကျွန်တော်တော့မပေါ့ဗျာတရုတ်စာကြာအဲ့လိုမျိုးလာနေတာဗျာ9လပိုင်းဟာတို့ဒီ6လပိုင်းဟာတွေဆိုတော့ယူတင်လို့ရှိရင်ကျွန်တော်တို့ကဒီ TikTok family ကိုတက်ပို့ပြီးတော့များတာပေါ့နော်ဆိုတော့အဲ့လိုမျိုးတော့ရှိတယ်ဆိုတော့ကျွန်တော်ဒီ TikTok မှာကျွန်တော်ဗီဒီယိုယူတယ်ယူပြီးတော့မှကျွန်တော်အခုလက်ရှိမှာဆိုလို့ရှိရင်တော်လေးကိုမှကြမ်းတယ် ChatGPT နဲ့ကျွန်တော်တို့ကအဓိကထားပြီးတော့လုပ်နေတာပေါ့နော်ဆိုတော့ဒီကျွန်တော်ရဲ့ဒီ tool လေးကိုကျွန်တော်အဓိကထားပြီးသုံးဖြစ်တယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်ကနေပြီးတော့အဲ့ TikTok ဗီဒီယို transcript ထုတ်တယ်ထုတ်ပြီးလို့ရှိရင်ဒီ voice over မှာကျွန်တော်သူ့အတန်လာပြီးတော့ချိန်ပြီးတော့မှအဲ့ဒီ voice over နဲ့အတန်နဲ့ဗီဒီယိုနဲ့ကိုကျွန်တော်ကဒီမှာဒီမှာ ChatGPT မှာကျွန်တော်ပို့တော့ဗောနော် ChatGPT မှာ prompt စီတော့နော်ဒီ prompt လေးပေါ့ဗျာဒီ prompt လေးနဲ့ကျွန်တော်ပို့ပြီးလာပြီးတော့မှကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ကြည့်ဗျာပြမယ်နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့origin နဲ့ download နဲ့ video file ပေါ့နော် ATL လို့ပြောတဲ့ video file ရဲ့ကျွန်တော်တို့ဒီ SRT file ပေါ့နော်ဒီလိုမျိုးပါလဲ SRT ကပို့ဖို့လိုတယ်သိလားဒီလိုမျိုးလေးcaption SRT ပေါ့နော်ဒီလိုတိုင်ပင်ပါနာဟာပေါ့ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာအတန် file ပြီးလို့ရှိရင်ခဏ SRT file နဲ့ကျွန်တော်ညီမ SRT file ထားပို့ရဗျာပို့လို့ရှိရင်သူကနေပြီးတော့ကျွန်တော်တို့အားလုံးချိန်ပြီးတယ်ဒီကောင်ကြတော့လေ ChatGPT ပလက်မရတာလားတော့မသိဘူးเนาะကျွန်တော် free version တော့ကျွန်တော်မစမ်းကြည့်ရဘူးဒီမှာဆိုရင်ကျွန်တော် video ထားလို့ရှိရင်ဒါသူတိုင်ပင်ခါချိန်ပြီးသား video ထွက်လာတဲ့ဟာကိုမှကျွန်တော်ကဒီမှာကက်ကက်မှာပြန်ပြီးတော့ update လုပ်လိုက်တာပေါ့နော်အဲဆိုရင်ဒါကျွန်တော်ရဲ့ဒီညီမဟိုဘက်ချန်2ကထွက်တာပဲနဲ့ SRT ပဲဗျာဒီ2ကနေပြီးတော့ထွက်တာနဲ့ SRT နဲ့ကိုပဲကျွန်တော်ဒီမှာပြန်ပြီးတော့ update လုပ်လိုက်တာပေါ့နော်ဒါလောက်ပဲလုပ်ပါတယ်ဒီကအပန်လေးနဲ့ပါချိန်ရဲဗလာလေးနဲ့ထည့်လိုက်တယ်ဗီဒီယိုလေးနဲ့ပြောင်းလိုက်တယ်ပြီးလို့ရှိရင်တော့ကျွန်တော်က TikTok မှာကြာတော့ကျွန်တော်ဒီဗာလဲ cloud ပဲတင်နေဗျာcloud ပဲတင်လို့ရှိရင်ကျွန်တော်ဒီမှာလေကျွန်တော်ပြရမယ်နော် cloud ပဲတင်လို့ရှိရင်ကျွန်တော်ဒီမှာသူဗီဒီယိုစစ်ပေးတယ်ဗျာဗီဒီယိုကဆိုင်းနေလားနီလားဆိုတော့ကျွန်တော်ဒီမှာစစ်ပေးတယ်ဆိုင်းနေလို့ရှိရင်ကျွန်တော်တင်တယ်နီလို့ရှိရင်တော့ကျွန်တော်မတင်ဘူးပေါ့နော်အဲ့လိုမျိုးလေးတော့ရှိတယ်ဆိုတော့ဒီဗီဒီယိုနှစ်ပုတ်ဒီကောင်တွေဘာပဲဖြစ်နေဟာတွေအားလုံးကိုလည်းကျွန်တော်တယောက် TikTok နေပဲအချိန်ပေးပြီးတော့ယူဖြစ်တယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီ tool လေးတွေနဲ့ယူစင်မဲ့တောက်တယ်ဒီ ChatGPT နဲ့တောက်ဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုပဲကျွန်တော်လည်းပါပြောချင်တာပေါ့နော်ဆိုတော့တယောက် TikTok ဗီဒီယိုတွေယူတင်မယ်ဆိုတော့ကျွန်တော်ကတိုက်ပြီးတော့ကြောက်ကြတာမလို့ဘူးဒါပေမဲ့ဒီမှာလည်းမျိုးလက်စစ်ပြီးတော့တင်လို့ရှိရင်တော့ဒါပို့ပြီးတော့မှကောင်းတာပေါ့နော်ဆိုတော့ကိုယ်အနေနဲ့ movie ကောက်ကိုကျွမ်းကျင်လောက်တက်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့စီမှာလာပြီးတော့လေးလာသိလို့ရရမယ်ကျွန်တော်အခုလက်စီဆိုလို့ရှိရင်ဒါအကောက်တွေအများကြီးကို run ပြီးတော့ရောင်းနှံစားလို့ရှိရင်ကျွန်တော်အခုလက်စီဝန်နိုင်စီတော့ target သွားနေတယ်ဆိုတော့ကျွန်တော်အခုလက်စီဒီ$40ကျော်ကျော်ရတဲ့အကောက်ဆိုလို့ရှိရင်ဒါကျွန်တော်ဒါဒီလားဆိုတော့ပတ်စံမဝင်လောက်နောက်လား15ရက်နေ့ဆိုလို့ရှိရင်တော့ကျွန်တော်ဘန်ချက်ပြီးတော့ပတ်စံထောက်လို့ရမယ်ဆိုတော့ကိုယ်မှာဘန်စီလို့ရှိရင်တော့ဟို$10လောက်နေစပြီးထောက်လို့ရမယ်ညာကျွန်တော်အရင်လားဆိုလို့ရှိရင်ကျွန်တော်ကနေပြီးတော့$30နေပြီးတော့စပြီးတော့ထုတ်ဖြစ်တယ်ဆိုတော့အကြောင်းမို့ကျွန်တော်ဒီပတ်ချန်အကောက်ရကျွန်တော် run နေတာပေါ့နော်ဒီ$18အကောက်ဆိုလို့ရှိရင်ကျွန်တော်ထင်တာနောက်လာလောက်ဆိုလို့ရှိရင်ဒီကသူကကြာလာကုတ်ပြီးရဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ဘေးလာနယ်ကိုသူကနေပြီးတော့လွှဲပေးတဲ့ဟာကိုမှ15ရက်နေ့မှာသူကပတ်စံထွက်တယ်ဆိုတော့လေဒီလာဟာနောက်တော့လာမှထွက်မှာပေါ့နော်ဆိုတော့ကျွန်တော်နောက်ထပ်အကောက်တွေလည်းထပ်ပြီးတော့ run မရှိတယ်မွန်နိုင်အချင်းအတွက်ဟိုမှာတည်တတ်အခုလက်ရှိကျွန်တော်နောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီ ChatGPT နဲ့ဟာလေးကိုကျွန်တော်ဒီဟာလေးလုပ်ပေးဖို့လို့ရှိတယ်ဒါပေမဲ့ ChatGPT ကပလက်မရလားဗာရလာတော့ကျွန်တော်ပြောတော့မတတ်ဘူးเนาะကိုအနေနဲ့ movie ကောက်ကျွမ်းကျင်လောက်တတ်ချင်တယ်လေးလာချင်တယ်ဆိုလို့ရှိရင်တော့ Telegram channel ကိုလေး join လုပ်ရတယ်အဲ့ဒီ tool လေးနဲ့ ယူစင်မဲ့ကျွန်တော်အလုပ်နေပြီးတော့အဓိကထားပြီးတော့သင်ပေးဖြစ်တယ်ဗျာဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်တာပေးလို့ရပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆက်တွေ့ပါမယ်ကိုအနေနဲ့မသိနားမနေတာစီလို့ရှိရင်ကျွန်တော်ရဲ့ comment မှာရေးခဲ့ပေးပါเนาะဆိုတော့အားလုံးကျေးဇူးတင်ပါတယ်